There we go. Hi. Oh. ခုရောက်ရှိနေရတော့ UC Berkeley campus အတွင်းမှာဖြစ်ပါတယ် Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရောက်ရှိနေတဲ့နေရာကတော့ San Francisco ရဲ့နာမည်အကြီးဆုံးနေရာတွေထဲကဒီရေနားမှာနေရာတစ်ခုဖြစ်တဲ့ပေါ့ Pier 39ကိုရောက်ရှိနေတာဖြစ်ပါတယ်။သူကအဓိကအားဖြင့်အစားအသောက်တွေရှိရဲ့ပြီးတော့ Sea Lions ပေါ့နော်ပင်လယ်ဖြန်လာအဲ့ဒါရှိရဲ့ပြီးတော့ shopping တွေလာထွက်ကြတယ်အဓိကတော့ view ပေါ့နော်အဲ့လိုမျိုးလေးတွေအတွက်လူတွေကလာပြီးတော့အလဲလာကြတာတို့တွေ့ရပါတယ်လူတွေအများကြီးပဲပေါ့နော်ဒီ vlog လေးကတော့နည်းနည်းရှိပါမယ်ဘာလို့လဲဆိုတော့ဒီ San Fran ကမပြင်ခင်နောက်ဆုံးပေါ့နော်ရက်တွေအကုန်လုံးကိုရိုက်ထားတာကြောင့်ပါအဲ့ဒါကြောင့်ဒီ camera ကိုကြည့်ကြပေးပါလို့တောင်းဆိုပါရစေ boat လေးရှိပါတယ်ဟိုနော်boat စီလို့ရပါတယ်မာကလေးချိုင်ပေါ့နော် chocolate တော့ပါရှိပါတယ်ပစ္စည်းပါညာဝယ်လို့ရတယ်ပေါ့နော်လူတွေစုံနေကြပါတယ်ဒီမှာဒီနေ့ကပေါ့နော်နေမကောင်းမိမဲ့လဲအိမ်မှာပဲနေအဆင်မပြေဘူးလေနော်အိမ်မှာပဲဆိုအိမ်ရတယ်မှာပဲလဲနေအဆင်မပြေအားကြောင့်ထလာဖြစ်ပါတယ်ဝေါအခုနှခါရမ်းပိတ်နေပါတော့အိမ်မိသွားတယ်ဆိုတော့တနိုင်တော့ရိုက်ခဲ့မယ်ပေါ့နော်တစ်ချက်ဒါမဲ့စကားတော့တိတ်ပြောနိုင်မှာမဟုတ်ဘူးနော်အတန်လည်းဝင်နေပါတယ်ဒါတော့ pier ပေါ့နော်လူတွေအများကြီးပဲကလေးလည်းအများကြီးမိသားစုလည်းအများကြီးပဲဒါဝယ်စာ gift shop လေးလည်းရှိပေါ့နော်ဒီမှာကလေးကစားကွက်လိုမျိုးလည်းရှိပေါ့နော်ကလေးကစားကွက်တော့ဟုတ်ပါလူကြီးလည်းစီလို့ရပါတယ်ကလေးရောပုံများပေါ့နော်ဆိုအဲလေရလေးချက်ဆောင်လိုက်ပါအောင်မယ်ဒီကနေတွားလိုက်လို့ရှေ့ကကျော်ထောင်ပေါ့နော်ရုပ်ရှင်တွေပါထဲမှာရှိတယ်မတူများရေတော့ချိတ်ထားကြတော့ချိတ်ထားရှိပါတယ်အရှိရလေးကျွမ်းမြင်ရလားမသိဘူးဒီကျွမ်းဖြစ်ပါတယ်ဒါကတော့ထောင်ပေါ့နော်ဘလို့ဖြစ်ပါတယ်ရဒီဥတော့လည်းဘလို့လဲမသိဘူးလူအများကြီးပေါ့နော်တပုံနေရိုက်နေကြပါတယ်ရဒီဥတော့မစိုးပါဘူးလူကတော့နေမကောင်းတော့ပေါ့နော်ချန်စိတ်ဖြစ်နေမှာဒါတော့ Pier 39ဖြစ်ပါတယ်ဒီကိုခေါ်လာပေးအမရဒါကတော့ပုံမှန်ဒီကိုခေါ်လာကြရပေါ့ဒီမှာနည်းနည်းပုံများရပေါ့နော်စီစီရလို့ပြောပါတယ်ပြောဖြန်နေပါလေရှိရပြောဒီမှာကြည့်လို့ရတာပေါ့နော်နေဆက်သွားလိုက်ပါဦးမယ်ဆိုရင်တော့ဒီဘက်ကနေပြီးတော့ Golden Bridge ကိုမြင်ရပါနော်အဲ့ဒါလေးပါပဲကဲအခုတွေ့ရတာကတော့ Sea Lions တွေဖြစ်ပါတယ်ပင်လယ်ဖြန်တွေပေါ့နော်သူတို့ကဒီနေရာမှာ1980နောက်ပိုင်းမှာရောက်လာတာပေါ့နော်ပြီးတော့သူတို့ကအဲ့နေရာကနေလုံးဝမထွက်သွားတော့ဆိုတော့သူတို့နေရာလိုဖြစ်သွားတယ်သူတို့ကလေအတန်အရန်ကျင်ရဲ့ပြီးတော့နန်လဲနန်တယ်ပေါ့နော်အဲ့နာမှာပြီးတော့အရန် dramatic ဖြစ်တယ်ပေါ့နော်ကြည့်ရတာလေအဲ့လိုမျိုးမြင်ရပါတယ်သူတို့တွေကလေထပ်ပြီးတော့လိုမျိုးအိတ်နေကြအောင်နော်နည်းလေးရီရတယ်လူတွေအကုန်လုံးကတော့သူတို့တွေကိုလာကြည့်ကြရတယ်ဓပုံလေးဗီဒီယိုတွေရိုက်ကြတာကိုတွေ့ရပါတယ်သူတို့တက်ကာထားတယ်ပေါ့နော်အဲ့နာမှာလေအကအရန်လေးရှိပါတယ်နေတာတဲ့နေ့ဆိုလို့ရှင်ဒီကနေအကုန်မြင်ရတယ်ပေါ့နော် San Francisco အဲ့မှာ Golden Bridge လည်းမြင်ရတယ်အဲ့လို view တွေအကုန်မြင်ရတယ်ဒီနေ့ကတော့မိုးအုပ်နေရပေါ့နော်ဆိုတော့တိတ်မမြင်အောင်အိမ်မှာပါအဲ့အကောင်ဖြစ်ပါတယ်လေစီရဲ့သူတွေလည်းတွေ့ရရပေါ့နော်အိမ်မှာတတားလေးနဲ့ခုကတော့ပြန်ပြီးထွက်လာပြီဒီနားမှာလည်းဆိုင်နေအများကြီးရှိတယ်ခုကတော့အစားစားဖို့သွားနေတာဖြစ်ပါတယ်ဘိုက်စားပြီဆိုတော့လေဟုတ်တော့chowder ဖြစ်ပါတယ်ဟိုမှာစားခဲ့တယ်လို့ပဲစားပြီးပြီဆိုတော့ခုချာရဲ့ hat စီးပါမယ်ပုံမှန်ဆိုရင်တော့မစီးဘူးဒါပေမဲ့ကျမအမအရင်စီးချင်တယ်ဆိုလို့တူလိုက်စီးပေးခဲ့ပါတယ်ဘာလို့လဲဆိုစီးကြည့်ရပေါ့နော်ပြီးတော့ခဏလေးပဲသူတို့ကလှည့်ပေးရဆိုတော့လေဒါပေမဲ့လည်းတခါပဲဆိုတော့လေမစိုးပါဘူး
Hello အားလုံးပဲမင်္ဂလာပါအခုက UC Berkeley ကိုရောက်နေတာပေါ့နော်ကျမဒီတစ်ခေါက်ခရီးလာတာတော့အရင်ကကောင်းတော့ပါပဲတွေ့ရတဲ့အတိုင်းပဲမိုးရွာနေပေါ့နော်ပြီးတော့ကျမတို့ဒီမှာရှုခင်အရန်လာရပေါ့နော်ပုံမှန်ဆိုရင်ဒီကြောင်อ่ะပေါ့နော်အဲ့ဒါပြပါမယ်ကြည့်လိုက်ကျမတို့မြင်တွေ့ရတဲ့ရှုခင်တိုင်းအရန်လာရပေါ့နော်ဘာမှမမြင်ရပါဘူးကျမဒီတစ်ခေါက်ကတော့ဒီ trip ကိုလာဒီအရာဒီဥတူနေပေါ့နော်ကျမကြည့်ရကျမမိုးခေါ်လာတယ်လို့ပဲပေါ့နော်ဆိုတော့မိုးတွေရွာနေပါတယ်ဆိုတော့ကျမနောက်တနေ့ကလည်းအဲ့လိုပဲဖြစ်မဲ့နေတွေ့ပေါ့နော်ဆိုတော့ကြည့်ပါဦးမလို့အရင်လာရတဲ့ဘာမှမမြင်အောင်မြူတွေပိတ်နေရပဲပေါ့နော်အဲ့တော့အားလေးပါပဲနောက်တနေ့ကဆက်တော့ရမယ်တူပဲနဲ့တူရပေါ့နော်တွေ့ရတဲ့အတိုင်းမိုးဆက်လေးတွေပေါ့အခုနေရလည်းနည်းနည်းကိုပြန်ကောင်းပြီပေါ့နော်ဆိုတော့ပြန်ဝင်လိုက်ပါဦးမယ် see you အားရောက်တော့နေရတော့နည်းနည်းပြန်ထွက်လာပြီပေါ့နော်ဒါပေမဲ့လည်းဘာမှတော့တိတ်မထူးပေါ့နော်ဆိုတော့တွေ့တဲ့နေရာတနေရာလေးပဲဝင်ပြီးရောတပုံရိုက်ပြီးရောပြန်ထွက်လာခဲ့ပါတယ်အခုဒီအောက်မှာတော့နေတာလာပါပြီပြောရဲပြောလိုက်တာနောက်မှာတော့နိုင်စင်လိုမျိုးရှိပါတယ်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ပြီးတော့ဒီဘေးမှာတော့ building တွေရှိပါတယ်အကြီးပေါ့နော် building ဒီက building တော့လာဒီက building တွေရောလာပါတယ်ဒီမှာထိုင်ဖို့ထိုင်ခုံကြီးရှိရယ်ပြီးတော့နိုင်စင်ကလေအရှိပဲဟိုးအပေါ်ကြီးရှိရယ်ပြီးတော့အောက်မှာတော့တခြား building လေးရှိပေါ့နော်အဲ့ဒါပါပဲတိတ်တော့မသိဘူးပေါ့နော်တိတ်မသိဘူးနဲ့ပဲဖြစ်နေဒီ vlog ကတော့အဲ့မှာ hall တစ်ခုရှိပါတယ်အရှိကိုပြလိုက်မယ်နော် all library ရဲ့အဲ့ library ရှိပါတယ်ဟိုဘက်မှာလည်းအဆောက်အဦပေါ့နော်လက်ရှိကျရဲ့အဆောက်အဦလေးမျိုးလေးလာရယ်ဝန်ကြီးများယုံထဲကအဲ့လိုအဆောက်အဦနဲ့အဲ့လိုမျိုး style နဲ့တွေ့ပေါ့နော်နေထိုးနဲ့တိတ်မမြင်ရလောက်ထင်တယ်ဆိုတော့ဒီလိုလေးရှိပါတယ်ဒီဘက်ပေါ့နော်လက်ပုံလေးခဏရိုက်လိုက်ပါအောင်မရှင်ရှိနေရတော့ UC Berkeley campus အတွင်းမှာဖြစ်ပါတယ်ဒီမှာခုတွေ့ရှိနေရတဲ့သူတွေကတော့လာလဲသူတွေတွေ့ရတယ်ပေါ့နော်ပုံလုံးလာလဲသူတွေပါပဲကျောင်းကပိတ်နေရဆိုတော့လေအခုမှပဲနေထွက်လာတော့ရှိမှာ library ရှိပါတယ်ကျောင်းကတော်တော်လေးရောကျယ်ပေါ့နော်ပြီးတော့တောင်ထိပ်ဟာလည်းရှိရခုနတော့ခဲနေရပါတော့ခုနတော့မြူကြီးပိတ်နေတာပေါ့ဒါတော့အောက်ဖက်ပိုင်းရောက်လိုက်ပေါ့နော် campus ရဲ့ပင်နာရောက်နေလေတော့မသိပါဘူးအဲ့ building ကတခုနဲ့တခုမတူဘူးပုံစံနေနည်းနည်းတော့ဆင်နေတာပဲတိတ်မတူကြပါဘူးအဲ့လည်းမိုက်တယ်ပေါ့နော် oh my bridge မြင်ရတယ်golden bridge တော့ချင်တာပဲကင်မရာထဲမှာတိတ်မြင်ရတော့ပေါ့နော်ဒီကနေရောမြင်ရပါတယ်နေလဲနည်းနည်းထွက်နေရဆိုလေဘာမှမရှောင်သေးမပြောတော့ဒါပေမဲ့ဟုတ်တယ်နဲ့တွေ့ပါတော့အဲ့လိုလည်းမြင်ရပါတယ်ပြီးတော့ဒီအောက်ကနေအပေါ်တက်လာရင်တော့နိုင်စင်တော့အဲ့လိုမျိုးတွေ့ရှိရပါတယ်အောက်ကတော့ campus တွေလည်းတွေ့ပါတော့ဒါပေမဲ့အကုန်လုံးက visitor တွေပါပဲချီရနောက်ကတော့ဆက်ချလိုက်ပါဦးမယ်ကောင်းဘယ်လားကျောင်းတိုင်းမှာအဆိုင်ရှင်နော်ကောင်းဟုတ် UC Irvine သူတို့ရဲ့ကောင်းပါ NE တွေဘယ်လိုမြင်လဲ NE တွေမလို့ပါဘယ်စိတ်ကိုစားလဲကောရ
ပါတယ်။ international student နေကြတယ်ဟုတ်တယ် ချမ်း ညတို့နယူးယောက်ကနေပြေးလာကြတော့ အခုကတော့ Waymo ခေါ်ထားပါတယ်10 minute ကြာလို့ရှိရင်ရောက်မယ်ပေါ့နော်တော်လိုမျိုး KZ ဆိုတဲ့ဟာလေးကိုအဲ့လို plate ပြအောင်မှာ plate ပြအောင်မဟုတ်ပါဘူးမှာပြထားမယ်ပေါ့နော် Waymo app ပါလူမပါ driver မပါရဲ့ကားဖြစ်ပါတယ်စောင့်နေဖြစ်ပါတယ် Waymo is coming from the other side so we're gonna wait from here I'm gonna sit in the front so that I can experience a new experience of a taxi without a driver. We can see the car, but soon you will see it. 1, 2, 3. There we go, there we go. It's coming. It's coming. There we go. Hi. Okay, go go with the permission. Oh, I love it. Oh. Dapat pala pa ome. Dapat bitaw Hello, from Waymo. As we get going, just give us 1 minute to cover a few riding tips. This experience may feel futuristic, but the need to buckle up is the same as always. So keep your seatbelt fastened, please. If you're traveling with little ones, the chili This is how it looks like. There is no one next to me. There's literally no one next to me, which is great. Man, not shame they pian high one, no? A cool solution to a lane pian chen a one, no? Be your great chen a sort of a little chap pian up your body. Eh? Pian me toy. Could you compare on temperature? Supply share so let yet away. hello, from Waymo. As we get going, just give us 1 minute. ဒီပေါ်မှာလည်းမီဖွင့်လို့ရရပါတော့လို့ဆိုမီပွင့်လာရင်တူးဆို touch screen ပဲပေါ့နော်ဒီဟာရတော့မသိဘူးညဆိုမမြင်ရအောင်ပေါ့နော်ဒီမှာဘောလို့တစ်ချင်းနေလိုက်တဲ့ခါ EDM နေပါတယ်လည်းရပါတယ် Please make sure it's clear before exiting. Okay တကပိတ်လိုက်ပါမယ် Poop bye 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 Waymo Ooh တူ lock ပြန်ဖြစ်သွားပါပြီ Bye
ကြားလေးကိုနည်းနည်းသွားကြည့်မယ်ပေါ့နော်ဒီကြားက suicide လောက်တာအရင်များလို့လည်းပြောရပါတော့အားကြောင့်ဒီ fence လေးကာလိုက်တာအဲ့လိုလည်းပြောပါတယ်အခုဒီမှာတော့စပိန်စီးနေလူတွေအများကြီးရှိပါတယ်ကားတွေလည်းတကုံသွားနေရပေါ့နော်ပြီးတော့ကြားတော့အဲ့မှာမမြင်ရပါဘောနော်ဒီမှာတပ်ပုံရရင်တော့ fence တွေကိုကာနေမှာပေါ့နော်ဆိုတော့အဲ့လိုတော့ရှိပါတယ်ကြားလာတော့မသိဘူးပေါ့နော်အတန်အရင်စုနေလို့လေလူတွေလည်းပဲထိသွားကြလည်းမသိဘူးလမ်းလျှောက်ပြီးတော့တပ်ပုံရရင်တော့အဲ့လိုချောမမြင်အောင်လေနော်ဆောစပိန်စီးရတူရှိပါတယ်ဒီမှာရုပ်ရှင်ရိုက်တာတွေလည်းရှိရနေတွေ့ပေါ့နော်ဒီမှာလည်းတေချာတော့မသိပါဘူးအော်ဒီလိုလည်းရှိပါတယ် Bridge Patrol တဲ့emergency vehicle တဲ့အဲ့ခုနဟာလေးကဒါတော့ရှောက်တဲ့လူလမ်းပေါ့နော်ဟိုဘက်ကတော့စပိန်စီးလို့ရတဲ့လမ်းဖြစ်ပါတယ်ဒီထားပေါ့နော်ဆိုတော့ဒီလမ်းတော့လူလမ်းလျှောက်လို့ရပါတယ်လို့ speed limit က45 for cars မှာလို့မြင်ရပါတယ် wow စညနေစာကားတဲ့ကြားချင်မှလည်းကြားမှာပေါ့နော်ကင်မရာနဲ့တော့ခုကပ်ပြီးတော့ပြောနေရပဲဒီနေ့နေပူရဲဆိုတော့နည်းနည်းလေးနှွေးပါတယ်ဒီနေ့ဆိုတော့လဲလို့ကောင်းမှာပေါ့နော်ဒီကနေတော့မြင်ရလားမသိဘူးပေါ့နော်အဲ့လိုမျိုး net လေးအဲ့လေးခံထားရပေါ့နော်အကယ်လို့လူတွေပါခုန်ချလို့ရှိရင်အဆင်ပြေအောင် sorry I mean လူတွေခုန်ချလို့ရှိရင်အဲ့လိုမျိုးမတိအောင်လို့နဲ့တူရပေါ့နော်ဒီကနေတော့မြင်လားမသိဘူးမမြင်ရလားအဲ့မှာ net လေးခံထားပါတယ်ရေအအောင်ခုနကကြည့်အပြောင်ဒီနားကနေကြည့်ရစိမ်းအောင်နဲ့တူတယ်နည်းနည်းမြင်ရအဲ့ဖက်မှာ San Fran ရှိပါတယ်အဲ့ပါနော် When we were there, we had to go see a Yankees game. အောက်မှာမြင်ရဘိုက်ကွန်နေတွေ့ရလားမသိဘူးဘိုက်ကွန်နေကြွေးလူခုန်ချတော့ဘာညာဆို safe ဖြစ်အောင်လို့ပေါ့နော်လို့ရှိပါတယ်နေ့မှာမိုးအုပ်သွားလာတာကအဲ့ဘက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ဒါတခြားတစ်ဖက်ချမ်းပေါ့နော်ဟုတ်ကဲ့အခုဆိုရင်တော့ပြန်ရမယ့်ချိန်ကိုရောက်ရှိလာပြီခေါ်နေနေဆိုရောက်နေရပါတော့9နိုင်ပဲရှိတယ်ထွက်မှာဟိုမှာ8ခွဲမှာဆိုချိန်တော့ရောက်ပါသေးရဲ့အဲ့တော့အထင်းမှာတူတူတဆောင်းကြပါမယ် Alaska Airlines ပဲဖြစ်ပါတယ်အတော်ပြောင်းပါနော်အဲ့တော့အရင်ဆုံး security ဖြောင်းပေါင်းမယ်အားလုံးပဲ see you ပါအခုရှိဖြစ်နေတာလေးစိတ် check in ဝင်ချင်း sorry security ဝင်ချင်းမရှိပါတယ် hold hand next to sensor တဲ့ဦးမချိလိုက်ရပါအဲ့ဆိုရှိထွက်ပါရဲ့အဲ့လေးပြချင်တော့ပါ wow အခုကစော်သေးရောလေတိတ်မရှိပါဘူး security ဝင်တဲ့ဥစ္စာဆိုလဲလူနည်းနည်းလေးပဲတပေါ်ကောင်းကြဟိခုန security ဖြစ်လာတဲ့နာမှာသူကတပုံရိုက်တယ်ပေါ့နော်အဲ့ကြလို့ရှင် boarding pass မလို့ဓာတ်ပုံရိုက်တဲ့ဟာမရှိဘူးဆိုလို့ရှင်တော့ boarding pass ကို scan ရပါတယ်တော်တော်ရှိပါတယ်ဒီဟာ Harvey Milk Terminal 1လို့ခေါ်ရတဲ့မရှိရလေးပါအခုတော့ရှောက်သွားနေပါတယ်အကြိုက်ဆုံးအောင်မဆိုမမတော့မရှိပါဘူးတိတ်ပြန်မယ်တက်နေပါတော့လူလည်းမရှိဘူးအော်ဒီရေက hot water လေးရတယ်ဒီမှာကြည့်လိုက်ဒါ hot water လေးရတယ်ခုနတတိမချမိလိုက်ခေါ်အချိန်ပေါ်လို့ဒီ museum ထဲကိုလာပြီးတော့ချိန်မှာဖြစ်ပါတယ် art တွေလာပြီးတော့ခန်းစားမှာပေါ့အရင်တော့ဘလိုတွေရှိရပါတယ်ပေါ့နော်ဆောက်ဦးအဲ့လေးကြည့်လိုက်ပါဦးမယ်နည်းနည်းမောင်နေဆိုမရိုက်ပြတော့ဘူးနော်ဒီအိမ်သားမိုက်ပါတယ် dressing room လည်းပါတယ်ပြီးတော့ဒီမှာစောင်းနေနေရလဲပါတယ်မန်းလည်းကြီးပဲအကျယ်ပဲလို့ရှိရဘယ်မှမရှိဘူးနော်အားကြောင့်ပါတာဒါဒါအပေါ်မှာတော့မီလေးလို့ရှိရယ်။အော်ဘာလေးရှိရပေါ့နော်။လူတွေ enjoy ဖြစ်နေကြပါတယ် ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်
နေပါမြင်ကွင်းလေးမြင်ရလိမ့်မယ်လို့မျှော်လင့်မယ်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲကျွန်မကြီးစိုက်ကြပါဘိုင်ဘိုင်